ဒီထဲမှာကိုယ့်ရဲ့ Facebook password မေးနေတဲ့သူတွေရှိလား Facebook password မေးနေရဆိုရင် password အသစ်ပြင်ရှင်းနည်းလေးကိုကျွန်တော်ပြပြပေးပါမယ် password အသစ်ပြင်ရှင်းပြီးရင်ကိုယ့်ရဲ့နှုတ်ဆောင်လေးထဲမှာ password ကိုသေချာလေးရေးမှတ်ထားပါခင်ဗျဒါမှသာလေကိုယ့်ရဲ့အကောင့်ကလောထပ်သွားတဲ့ရှင်တွေမှာ password လေးသိထားမယ်ဆိုရင်အလွယ်တကူပြောင်းလို့ရမှာပါကိုယ့်ရဲ့ Facebook အကောင့်နဲ့ချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်တွေ Gmail တွေမရှိတော့ဘူးဆိုရင်တော့ password လေးသိထားမယ်ဆိုရင်ဖုန်းနံပါတ်ဖြစ်ဖြစ် Gmail ဖြစ်ဖြစ်ထည့်ပြီးတော့ password နဲ့ direct login လုပ်ရပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ password လေးကိုသေချာလေးမှတ်ထားပါခင်ဗျကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီး like and share လေးပြီးကူညီပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ် Okay ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ကိုယ့်ရဲ့ Facebook အကောင့်ထဲရောက်ပြီဆိုရင်အပေါ်ဆုံးကမင်းသုံးချောင်းလေးကိုနှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင် setting and privacy လေးကိုနှိပ်လိုက်ပါဒီနေရာရောက်လို့ရှိရင် setting လေးကိုထပ်နှိပ်ပေးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင် CMO and account center ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင် password and security ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင် change password ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook အကောင့်ကိုနှိပ်ပေးလိုက်ပါ forget your password ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင်ဖုန်းနံပါတ်ဖြစ်ဖြစ် Gmail ဖြစ်ဖြစ်ကျွန်တော်တို့ကကုတ်တောင်းအောင်ပါခင်ဗျကျွန်တော်ကတော့ Gmail နဲ့ချိန်ထားမှာလို့ Gmail တော့ကုတ်တောင်းမှာပါခင်ဗျ content ကိုဆက်နေပေးလိုက်ပါမယ်ခင်ဗျကုတ်နံပါတ်ဖြည့်ပြီးသွားရင်အောက်က content ကိုဆက်နေပေးလိုက်ပါဒီနေရာမှာကိုပြန်ရှင်းကျင်တဲ့ password ကိုရေးလိုက်ပါကိုရဲ့ password လေးဖြည့်ပြီးသွားလို့ရှိရင်အမှန်ကျင်လေးပြလိုက်ပါအမှန်ကျင်လေးပြပြီးသွားလို့ရှိရင် next ဆိုတာလေးကိုထပ်နေပေးလိုက်ပါ